နောက်တစ်ပတ်ကြာတာပတေးနေ့ဇူလိုင်30ရက်နေ့မှာ Spider-Man Brand New Day ရုပ်ရှင်ရုံတင်တော့မယ်မြန်မာနိုင်ငံမှာတော့31ရက်နေ့မှာရုံတင်မယ်လို့သိရတယ်ဒီထိုင်းမှာတော့29ရက်နေ့ညကလေးကနေတချို့ရုံတွေမှာကြည့်လို့ရပြီဒါပေမဲ့ညတကောင်မှပြောင်းမှာပေါ့နော်အဲ့ဒါဆိုတော့သူက29ရက်နေ့မှာတော့မကြည့်တော့ဘူး30ရက်နေ့မှာသွားကြည့်မယ်ပေါ့ဒီရုပ်ရှင်ကထုံးစံတိုင်းပဲမာဗယ်ရဲ့အရင်ရုပ်ရှင်တွေလိုပဲမထွက်ခင်တစ်နှစ်လောက်ကနေကြိုပြီးတော့လူပြောများတယ်ညင်ရခုံရ theory တွေထုတ်ကြတဲ့ရုပ်ရှင်ပဲပြီးတော့ trailer ထွက်ဖို့ကိုလည်းတော်တော်ကြာလေးစောင့်လိုက်ရတယ် trailer မထွက်သေးဘူးလားနဲ့ပေါ့နော်ဒီရုပ်ရှင် trailer ထွက်လာတော့လေ24နာရီအတွင်းမှာလူအကြည့်များဆုံးရုပ်ရှင် trailer အဖြစ်မှတ်တမ်းတင်သွားတယ်ပေါ့နော်ပြီးခဲ့တဲ့ရက်ကထွက်ထားတဲ့ Avenger Don't Stay trailer ကတော့သူ့တော့မများဘူးသူ့တော့လူကြည့်မများခဲ့ဘူးပေါ့ပြီးတော့ဒီရုပ်ရှင်မှာကအခုလက်ရှိရုံတင်နေတဲ့ Christopher Nolan ရဲ့ The Odyssey ရုပ်ရှင်မှာတရုတ်ဆောင်ထားတဲ့ Tom Holland ပြီးတော့ Zendaya Punisher မင်းသား John Bante သူတို့၃ယောက်ကအခုဒီ brand new လေးမှာလည်းသူတို့၃ယောက်ကပြန်ပါအောင်ပါအဲ့ဒါဆိုတော့ဒီတလအတွင်းမှာနာမည်ကြီး franchise နှစ်ခုကရုပ်ရှင်နှစ်ခုမှာဒိတ်ကျဲတရုတ်ဆောင်၃ယောက်ကတိုက်ဆက်ဆိုင်ပဲပါဝင်ထားတာပေါ့ဒါလည်းထူးခြားတဲ့တိုက်ဆက်မှုတစ်ခုပဲပေါ့နော်ဘန်ကောက်မှာရှိတဲ့ကျွန်တော်မိတ်ဆွေတွေဒီ Spider-Man Brand New Day ရုပ်ရှင်ကိုကြည့်မယ်ဆိုရင်အတူတူသွားကြည့်လို့ရပါတယ်ကျွန်တော်ကတော့ကျွန်တော်တငယ်ချင်းတွေနဲ့အတူတူသွားကြည့်မှာပေါ့နော်30ရက်နေ့မှာပါလူနည်းရင်တော့ပုံမှန်ပဲကျွန်တော်တို့သွားကြည့်နေကြရုပ်ရှင်ရုံမှာသွားကြည့်မယ်လူများတယ်ဆိုရင်တော့ဒီ Superhero fan တွေ Spider-Man fan တွေ Marvel fan တွေများလို့လူများရဆိုရင်တော့အများစုစုံနိုင်တဲ့နေရာပေါ့နော်မြို့ထဲပေါ့Central World တို့အဆုတ်တို့ဒီလူတော်များများလွယ်လွယ်ကူလာလို့ရတဲ့နေရာမှာသွားကြည့်မယ်လို့စိတ်ကူးထားပါတယ်အဲ့တော့ဒီ Spider-Man Brand New Day ရုပ်ရှင်ကိုကြည့်ကြရင်လာပြောထားပါလာ join လို့ရပါတယ်ရုပ်ရှင်ကတော့အရန်ကောင်းမယ်ပေါ့နော်အရန်ကိုပဲကြည့်ကြနေပြီဘာလို့လဲဆိုတော့ trailer မှာမြင်တဲ့အတိုင်းပဲတရုတ်ဆောင်တွေက hot ကြီးလည်းပါမယ် Punisher ကိုလည်းပါမယ်ပြီးရင်နော် Stranger Things နဲ့ဟိုမင်းသမီး series နဲ့ပါမယ်ပေါ့နော်သူက Jean Grey character နဲ့ပါမယ်ဆိုပြီးတော့အခုပြောနေကြတယ်ပြီးရင် Scorpion ဗီဒိန်နေလဲဆို Scorpion တို့ The Hand of Fate လည်းပါမယ်ဆိုတော့တော်တော်လေးကိုပဲစုံနေကြည့်ရမယ်ရုပ်ရှင်ပေါ့ပြီးတော့ဒီမှာ Brand New Day ဆိုတဲ့အတိုင်းပဲဒီ Spider-Man Peter Parker ရဲ့အသစ်ရင်ဆိုင်ရမယ်အသစ်ပုံစံပေါ့နော်ဘယ်လိုဖြစ်မလဲဆိုတာကလည်းစိတ်ဝင်စားစရာကောင်းပါလေပြီးလို့ရှိရင်မာဗယ်ကကြီးညာထားတယ်သူက Avenger Don't Stay နဲ့ဒီ Spider-Man Brand New Day နဲ့ဓာတ်ရိုက်ချိတ်ဆက်မယ်ပေါ့နော်ဓာတ်ရိုက်ချိတ်ဆက်မယ်လို့လည်းပြောထားတော့ဘယ်လိုတွေများဖြစ်မလဲဆိုတာထုံးစံအတိုင်းပဲရင်ခုန်ရပါတယ်အဲ့တော့ဒါကိုသွားကြည့်မယ်ဆိုလို့ရှိရင်သူလာ join လို့ရပါတယ်ခင်ဗျာ